ဖနက်ပြောက်ရှာပုံတော့သို့မဟုတ်စိုက်ကားသမားမင်းသားလေးမင်းသားဆိုတိုင်းမြင်းဖြူကြီးစီးပြီးမင်းသမီးကိုကယ်မယ်လို့ထင်နေလားဒီနေ့ပြောပြမယ့်ပုံမြင်ထဲကမင်းသားကတော့မြင်းတောင်မရှိလို့စိုက်ကားနင်းပြီးမင်းသမီးကိုလိုက်ရှာနေတာဗျနောက်ပြီးမင်းသမီးကလည်းဖန်ဖနက်မဟုတ်ပဲကြက်ရုပ်ဖနက်ပြောက်ခဲ့တာဆိုတော့ဘလောက်တောင်ပေါ်ကြောင်ကြောင်နိုင်မလဲဆိုတာနားထောင်လိုက်ရအောင်ဇလန်းလေးကတော့ဘာမှမရှိတဲ့တိုင်းပြည်ကမွဲတွေမင်းသားလေးဗဟိန်းစီကစတာပါတနေ့တော့သူ့အမေနဲ့သမီးမယ်တော်ကသူ့ကိုအိမ်အောင်ချပေးဖို့ကြံစီပါလေရောဗဟိန်းမင်းဒီတိုင်းအိတ်နေရင်တသက်လုံးလူပြိုကြီးဖြစ်တော့မယ်ဟိုဘက်ရွာကမင်းသမီးချစ်စုစီသွားပြီးလူပြိုလှဲ့ချေဦးရော့ဒါကတော့မင်းအတွက်နှဆေးကွင်းပဲမင်းသားဗဟိန်းဟာအမေကလည်းနှဆေးကွင်းဆိုတော့ပျောက်ကိုရောင်ဆောင်လို့ရတာလားနတ်သမီးမယ်တော့မဟုတ်ဘူးအဲ့ဒါစိုက်ကားပြီးလေလျှော့ရင်ပြန်ထိုးဖို့လက်နှိပ်ပန့်ကွင်းမြင်းဝယ်ဖို့ပတ်စံမရှိလို့မင်းစိုက်ကားပဲနင်းသွားတော့ဒီလိုနဲ့ကျမတို့ရဲ့မင်းသားကြီးဗဟိန်းတယောက်စိုက်ကားကိုတပုံးပုံးနင်းပြီးသွားနေတော့လမ်းဘေးမှာဖနက်တစ်ဖက်ကျန်နေတာကိုတွေးလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒါကဖန်ဖနက်မဟုတ်ဘူးနော်ပေါက်ပြဲနေတဲ့အကျက်ရုပ်ဖနက်အစိမ်းရောင်ကြီးဗျအမေလေးဖနက်ကလည်းနမ်းလိုက်တာဒါပေမဲ့ဒီဖနက်ပိုင်ရှင်ဟာငါရဲ့ဇနီးလောင်းဖြစ်ရမယ်နှာခေါင်းပိတ်ပြီးကဲလိုက်ရှာကြတာပေါ့မင်းသားဗဟိန်းတယောက်ဖနက်ပိုင်ရှင်ကိုရှာရင်းနဲ့မင်းသမီးချစ်စုတို့အိမ်ရှိရောက်သွားပါတယ်မင်းသမီးကလည်းဈေးကအပြန်ဖနက်တစ်ဖက်ပျောက်နေလို့ဒေါသထွက်နေတဲ့အချိန်ပေါ့မင်းသမီးချစ်စုအမလေးငါဖနက်တစ်ဖက်ဘသူခိုးသွားတာလဲဒီနေ့မှအစ်စ်ဝယ်စည်းလာတာကိုပြန်တွေ့ရင်တော့အဲ့လူကိုပါရိုက်ပစ်မယ်စိုက်ကားပေါ်ကဆင်းပြီးဟောဒီမှာလှပလွန်းတဲ့မင်းသမီးလေးဒီမှာခမားရဲ့ဖနက်ကျွန်တော်ကတော့ခမားကိုကယ်တင်မဲ့မင်းသားဗဟိန်းပါဗျာမင်းသမီးချစ်စုဖနက်ကိုကြည့်ပြီးအမေလာကြည့်ဦးဖနက်ကောက်ရတဲ့လူကစိုက်ကားသမားရဲ့ရှင်ကမင်းသားလားမြင်းကောဘယ်မှာလဲမင်းသားဗဟိန်းမြင်းကတော့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုများလို့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းတဲ့အနေနဲ့စိုက်ကားပဲပြောင်းလဲလိုက်တာပါမင်းသမီးရဲ့ကဲဖနက်လေးစမ်းစည်းကြည့်ပါဦးမင်းသမီးကလည်းဖနက်ကိုစမ်းစည်းလိုက်ရောကွက်တိပဲဗျဒါပေမဲ့ပုံမြင်တွေတဲကလိုမင်းသမီးကပျော်သွားတာမဟုတ်ဘူးနော်မင်းသမီးချစ်စုကွက်တိပဲရှင်ကျွန်တော်ဖနက်ကိုကောက်ပေးတာကျေးဇူးတင်ပါတယ်ဒါပေမဲ့ရှင်စည်းလာတဲ့စိုက်ကားကဘင်းပေါက်နေတယ်နော်ကျမကိုဈေးလိုက်ပို့ပေးဦးခါမပေးဘူးနော်မင်းသားဗဟိန်းဟာမင်းသမီးကလည်းကဲတင်ရှင်ကိုခိုင်းတာလားပရိသတ်ဖက်လှဲ့ပြီးကဲကြည့်ရှုသူတို့ရေမင်းသားဆိုတာကံကောင်းတတ်တယ်ဆိုပေမဲ့ကျွန်တော်ကတော့မင်းသမီးကိုကဲတင်ရင်းနဲ့စိုက်ကားအလကားနင်းပေးရတဲ့ဘဝရောက်သွားပါပြီဗျာဒီနေ့ရဲ့ဟာသပုံပြင်လေးကတော့ဒီမှာတင်ပြီးပါပြီမင်းသားဗဟိန်းရဲ့စိုက်ကားသမားဘဝကိုတနာတယ်ဆိုရင် like နဲ့ follow လုပ်ခဲ့ဖို့မမေ့နဲ့ဦးနော်နောက်ထပ်ဘလို့ပေါ်ကြောင်ပုံမြင်တွေကို record လုပ်ပေးရမလဲဆိုတာ comment မှာရေးခဲ့ပေးပါဦး